Jack တယောက်မြေအောက်ကားပါကင်ကိုရောက်လာတဲ့အခါတန်ရှင်းရေးဝန်ထမ်းရဲ့အာယုံလွှဲနေမှုကိုအခွင့်ကောင်းယူပြီးသူ့ရဲ့အဝတ်စားတွေနဲ့နက်ကတိုင်ကိုအမိုက်ပုံးနဲ့လွှင့်ပစ်လိုက်တဲ့အဲဒီနောက်မှာတော့သူကပြုပြင်ရေးပညာရှင်တယောက်အနေနဲ့ဘန်ရဲ့စောင့်ကြည့်ရေးထိန်းချုပ်ခန်းထဲကိုအမြန်ပဲရှိုးဝင်သွားခဲ့တဲ့တပ်ပုံပရင်ထွက်လာတဲ့အခါမှာတော့လုံခြုံရေးဝန်ထမ်းကဝေခွဲမရဖြစ်ပြီးသူ့ရဲ့အထောက်အထားကိုမေးမြန်းခဲ့တဲ့ချက်ကအခွင့်ကောင်းကိုအသုံးချပြီးနှောက်ယှက်တဲ့သူတွေကိုဖယ်ရှားပစ်ဖို့လုံခြုံရေးဝန်ထမ်းရဲ့နာမည်နဲ့သတင်းပို့လိုက်တဲ့အဆောင်ကသူ့ကိုအရင်ဆုံးတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ချက်ကသူ့လက်မှာပလတ်စတစ်လက်ပတ်တစ်ခုကိုပတ်ပေးလိုက်ပြီးသားဖြစ်နေပြီး10နှစ်အဆောင်ကအပြေးလွှားရောက်လာပြီးစိတ်ကျန်းမာရေးဆေးရုံရဲ့အမှတ်တစိတ်ကိုမြင်သွားတဲ့အခါသူတို့ကိုလုံခြုံရေးဝန်ထမ်းတွေကချက်ချင်းပဲမောင်းထုတ်လိုက်ပါတော့တဲ့သူ့ရဲ့အစီအစဉ်ပျက်စီးသွားပြီလို့ခံစားရတဲ့ချက်ကတော့Rotor ထဲကို Trojan virus Trojan အမြန်ထည့်သွင်းပြီးဘန်ရဲ့စောင့်ကြည့်ရေးစနစ်ထဲကိုထိုးဖောက်ဝင်ရောက်ခဲ့တဲ့သူကသူ့ရဲ့အဖွဲ့ဝင်တွေကိုဘန်ထဲကစောင့်ကြည့်ကင်မရာတွေကိုပတ်လန်းမုတ် Psycho Mode ပြောင်းခိုင်းလိုက်တဲ့ဒီလိုမျိုးကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတဲ့နောက်မှာတော့ပြခန့်တွေကအဖွဲ့ဝင်တယောက်ကသူ့ပခုံးပေါ်ကတော့ကပ်ပြားကိုယူလိုက်ပြီးကပ်ပြားရှိတဲ့အခြားတယောက်ကိုခေါ်ပြီးဆက်ရဲ့အောက်ခြေထဲကိုတိုးဝင်သွားခဲ့တဲ့ထူးခြားတဲ့တော့ကပ်ပြားတစ်ခုနဲ့ဝက်ဥတွေကိုလက်ဖြုတ်လိုက်တဲ့အခါကာကွယ်ရေးအဖုံးကအလွယ်တကူပဲပွင့်သွားခဲ့တဲ့အဲ့ဒီအဖွဲ့ဝင်ဟာဒေါ်လာ30တန်တန်မှုရှိတဲ့ data chip တဲ့တစ်ချက်ကိုတိတိကျကျထုတ်ယူပြီးဖဲထုတ်တစ်ခုရဲ့ကြောဘက်မှာကတ်လိုက်တဲ့အကုန်လုံးပြီးစီးသွားတဲ့အခါမှာတော့ကာကွယ်ရေးပြားကိုမူလအတိုင်းပြန်တက်ဆင်ခဲ့တဲ့နောက်ဆုံးမှာတော့သူကတီတီငင်ငင်နဲ့ပဲအခင်းဖြစ်ပွားရာနေရာကိုပြန်လာခဲ့တဲ့ဒီအစီအစဉ်ဟာဘာအားနည်းချက်မှမရှိဘူးလို့သူထင်နေခဲ့ပေမဲ့ဘန်မန်နေဂျာကမူမမှန်မှုတစ်ခုကိုရုတ်တရက်သတိပြုမိသွားခဲ့တဲ့ဒီလောက်ထိတိကျတေချာတဲ့အစီအစဉ်မျိုးနဲ့ဆိုရင်တင်ကောဒီချစ်ကိုအောင်မြင်မြင်နဲ့ခိုးယူနိုင်မှာမလား